Hello, mình là bà. Chị sẽ làm Piliani, chú dù bà đấy. Nếu cho nó biểu trình nào đó, nó sẽ mà trả thấy cái ngà mà nhập lại, follow up, tiếp bọn nó. Thì hiện nay thì này, update mà phía đó, post trên nào lên mà tweet, cú sĩ biến lại lên mà tweet. Này, đi bộ liều, đi video liều, nhập phía đó bọn nó. Rồi bà luôn update phía đó để này mình còn lúc là, này đó không được. Rồi cú sĩ mà đây, rồi đó đi mà còn. BBN နဲ့ချိန်လက်မချိန်လက်ဒီနေ့ကိုလည်းလောက်တစ်ဖက်နဲ့နေစဉ်တင်နိုင်လို့တော့စူးစမ်းနေပါတော့เนาะ CM ကိုတော့လက်လျှော့လိုက်လို့မဖြစ်ဘူး CM လက်လျှော့ CM ဆိုတာ free ရထားတဲ့ဝင်ငွေတစ်ခုလို့ပဲဝတ်တင်နိုင်မှုပဲလို့အရင်လေး Facebook တွေသုံးနေဒီတိုင်းသုံးနေ Facebook သုံးလာလည်းကြာပြီpost တွေလည်းတင်ခဲ့တယ်ဟာတိုက်လေးကြီးလူကြိုက်တွေလည်းများခဲ့ဒါပေမဲ့အဲ့တော့ CM ဆိုတာကိုမသိတော့ဝင်ငွေတစ်ခုရနိုင်တယ်ဆိုတာကိုမသိဘူးပေါ့နော်အခုတော့သိလာပြီဆိုတော့ post လေးတင်ရင်ပုံလေးတင်ရင်ဝင်ငွေရမယ်လေဟုတ်ဘူးလားဝင်ငွေကတော့ကို content ကောင်းရင်ကောင်းသလိုကြည့်ရှုသူများမယ်ပေါ့ view များမယ်ပေါ့ view များရင်များသလိုလေဝင်ငွေကလည်းများလာမှာပဲဆိုတော့ဘာလို့လက်လျှော့မှာလဲเนาะခုခေတ်တဲ့ဝင်ငွေရှာနီးလန်းနေရတော့များလာမျိုးစုံနဲ့ online shop လုပ်တာဒီမနက်ကိုလည်း online shop လုပ်ဖို့ပဲဒီ page လေးကိုထောင်ခဲ့တာအခုတော့ online shop ကဆုံးလို့ပြတော့ CM ဘက်ကိုပို့အားတာပါတယ်ပြီးတော့ Facebook လေးတောင်းရင် TikTok လည်းအခုဆိုတော်တော်လေးတောင်းတက်လိုက်ပြအောင်အရင်တော့ဆိုအကောင့်တော့မရှိဘူးဖုန်းထဲမှာလည်း application တော့အခုတော့ TikTok ပေါ်မှာလည်းတင် Facebook ပေါ်မှာလည်းတင်ရင်နဲ့ CM မျိုးစက်ကြိုးစားလိုက်အောင်ပါလို့50ပဲရတရားပဲရပါတော့